တော့ပြပါမယ်နာဤကိုမာနနာမင်းချိုင်ပြေခိုင်နာစွာကောင်းရမမီသပင်သာရှိအမွေရှိဝေရှိလက်ပဲချီရတဲ့နေတွားလဲတဲ့ထွေအည်တစ်မျိုးညီနဲ့ဆိုသည်အတူအပုံချီပါလား ငောင်းပစင်းတဲ့အာမဒန်ဦးအာမဒန်နဲ့အခုယဟန်ဖြစ်ပြီဆိုတော့ယဟန်ဘဝမှာတည်တင်သိထိုက်တာလေးတွေကိုဘုန်းကြီးတို့ကပြောပြပြီးတော့အဲ့ဒါဝိရှာမှတ်သားထားနော်ဟိုတိမ်ထဲမှာယဟန်ဖြစ်စဆုံးမထားတဲ့အတိုင်းဒါယဟန်ကိုပါဠိလိုဘိက္ခုလို့ခေါ်တယ်တန်တာရေဘယံအိခတိတိဘိက္ခုတဲ့တန္တရာဘေးလာမည်ရေးတွေကိုရှုပြီးတော့ကောင်းစွာကျင့်ကြံနိုင်မှာယဟန်စစ်ယဟန်မှန်လေးတစ်ပါးဖြစ်လိမ့်မယ်နော်အဲဒီတော့ဥစွာပထမသာသနာမယ်နေမယ်ဆိုရင်အရေးကြီးတဲ့ချောင်းရံနေဆောင်းရံတွေကိုသိထားရမယ်အရေးကြီးတဲ့ချောင်းရံနေဆိုတာကချောင်းရံ၄ပါးဆိုတာရှိနော်ယဟန်ဖြစ်လာပြီဆိုရင်မမြတ်တဲ့လူတွေကျင့်တဲ့မေထုံကျင့်နေမကျင့်ရဘူးနံပါတ်1အနေနဲ့သူတို့ဘာတို့ရဲ့ပစ္စည်းတွေဆိုရင်ညက်တပင်သိအမိုက်တစ်ခုအစမယူရဘူး ကပီးရအော်ရှင်ဖျားကလည်းဆုံးခံကြွမယ်တင်ပါဗျာ
ရှင်ဘုရားတပည့်တော်မင်းနဲ့ငါပါဖေရရှင်ဘုရားလို့ပြောတော့ရှင်ဘုရားနဲ့ဒီလိုအဆောင်နေဘူးလေလေးဖေရအခုတပည့်တော်ကယာဝိဘာတွေတော့အလုံးစင်ပြင်မဲ့စိတ်မပြေရတဲ့ကြောင့်ပြီးတော့ဆရာတော်ဘုရားကိုတတိယတဲ့ကြောင့်နဲ့တပည့်တော်ဒီလိုလာခဲ့ရပါဖေရတပည့်တော်ဆရာတော်ဘုရားဒီမှာနေလို့ရပါလားဖေရ ရပါတယ်တကရဟန်းဘောက6ကတ်တော့တိတ်ပြပြစုံမရှိလာဘူး။ဂိုင်းနေနေဆိုရင်တော့နေလို့ရပါတယ်။ကပ္ပိယလေးကစီစဉ်ပေးပါလေ ပြင်မဥတင်ပါလေဖေရ ဒါနဲ့ဦးစင်းနေကဘာလို့စဉ်းစားပြီးတိုင်းတွားတိုက်တာလဲ ဝင်းကြီးဆောင်တဲ့ဦးစင်းနေမှာမုခတန်နီဒီဆိုတာရှိတယ်။ဒါတွေပြောလဲနားလည်မှာမဟုတ်ပါဘူး။ထမင်းအာဟာရလူကြသူတွေကိုယ်စိတ်ရှင်လန်းအေးချမ်းပါစေလိုရာဆန္ဒပြေဝဆုံးစေနိဗ္ဗာန်စုပေါင်းစုကုန်စေဝေး ။လင်္ကာ ဖေရ သမင်းကိုကောင်းစားနော် တင်ပါဗျာ တပည့်တော်တပည့်တော် ကျော်ရယူတခါကြီးကဒီနေ့ပြန်มาလား မပြန်မအောင်ဖေရဒါနဲ့ဘာဖြစ်လို့လဲဖေရ ကပ္ပိယလေးကအဲ့လိုထင်လို့လာလျှောက်တာနဲ့တူပါတယ် အဲ့လိုဖြစ်ပါလိမ့်မယ်ဖေရတပည့်တော်ဒီလိုမျိုးကိစ္စတွေဆိုလို့ရှင်ပို့ပြီးအောင်စိတ်ဝင်စားသေးတယ်တပည့်တော်ဒီမှာနေရအဆင်ပြေပါရဲ့ဖမိုးရဲ့တပည့်တော်စိတ်မပူပါနဲ့ဖေရ အဆင်ပြေတယ်ဆိုလို့ဦးဇင်းကလည်းကျေးဇူးတင်ပါတယ်ကျောင်းရိပ်မှာအဆင်ပြေတယ်လို့ပြောနေပါတယ်ခါကြီးဒုက္ခိဟောတုချမ်းမြေပါစေ ပြင်မဥတင်ပါလေဖေရ ဒီရေဖုံးလာတာအဲ့ဒီပြောတာဒီရွာလေးပါပြန်ကြတော့လားဗျာ မဖြစ်လို့ ဟိုအဲ့တဲ့တခါကြီးလည်းရှိတော့တပည့်တို့ကြွားပြန်ကြွားချင်မလား ကောင်းတာပဲဦးစင်းစာကြည့်ရောက်လာကြပြီဆိုတော့လေသူလည်းဦးစင်းစာကြည့်ရောက်ဘူးလား အဲ့ဒါတပည့်တို့အကုန်လုံးသွားလို့ရတယ်ဗျာ အဲ့ဆိုရင်ဒီလိုအကုန်လုံးစီစဉ်လိုက်နော် ဒီမှာ ဟ
ရှင်ဗျာကဲတော့ပါဗျာရှင်ဗျာရှင်ဗျာခင်းတော့ဆင်းနေပြပါမယ်ခင်ဗျာ ကပိရအောင် အော်ကပိကလည်းဆင်းနေဖြစ်ပြီးထင်ပါတယ်ခင်ဗျာလင်္ကာရေးလင်္ကာဒီကလောကြီးလာမယ်နော်ဗျာ ဒါလည်းတောင်းဆွဲဆောင် ဦးစင်ပြီးတော့တပည့်ယူလိုက်မယ်ဗျာရေဖုံးမယ် အရှင်ဖေကတပည့်တော်သိချင်တာတခုရှိပါတယ်ဖေအခုခေတ်တပည့်တော်လူတွေမှာလေယောက်ျားချင်းမိန်းကလေးချင်းရှစ်ကြိုက်တဲ့ဖြစ်တည်မှုဆိုတာရှိရလေဖေအဲ့အမျိုးရောဗုဒ္ဓဖေရှင်ကဘယ်လိုမိတ်ပါတယ်လေဖေ ဘုရားမြတ်စွာဘုရားကတော့အဲ့ဒီအမှုချင်းနဲ့ပတ်သက်ပြီးတော့အာတမရာဂဝိသမလောဘလို့သုံးနှုန်းတော်မူခဲ့မမှန်မကန်သောတတ်မှတ်မှုလို့လည်းခေါင်းစဉ်ပြုတော်မူတယ်မမှန်ကန်သောတတ်မှတ်ခြင်းလို့အဓိပ္ပာယ်ရတာဖြစ်တည်မှုအနေနဲ့ပြောရရင်တော့အတိတ်ကံရဖြစ်လာတဲ့ဖြစ်တည်မှုတိုင်းကအဖြစ်ရှိတယ်လို့တော့ပြောလို့မရဘူးစပယ်ပန်းပင်ကတော့စပယ်ပန်းပွင့်မှာပဲနင်းစီပင်ကလည်းနင်းစီပန်းပွင့်မှာပဲစပယ်ပင်ကစပယ်ပွင့်လို့အဖြစ်ရှိတယ်လို့တော့ပြောလို့မရဘူး အဲ့စင်ဗျာဒီရောတော့မှအဲ့လိုဖြစ်တည်မှုမျိုးอ่ะရောဗျာပို့ပြီးတော့အပြစ်ကြီးတာမျိုးလားဗျာ ပိုပြီးအဖြစ်ကြီးလားအဖြစ်သေးလားဆိုတာမျိုးကကြတော့ဖြစ်တည်မှုတွေနဲ့ဆိုင်တဲ့အရာတော့မဟုတ်ဘူးပေါ့ရှင်ထဲမှာရှိတဲ့တက်မှတ်ခြင်းတွေနဲ့ပဲသက်ဆိုင်တာပေါ့တက်မှတ်ခြင်းကြီးလေအကုသိုလ်များလေဖြစ်ပြီးတော့အပြစ်ပိုကြီးတာပေါ့တက်မှတ်ခြင်းနဲ့ရင်လည်းအပြစ်နည်းမှာပေါ့အကောင်းဆုံးကတော့လူတွေမှာဖြစ်ဖြစ်စင်စင်နဲ့တက်မှတ်ခြင်းကင်ကင်နဲ့နေနိုင်တော့အကောင်းဆုံးပါပဲ ဦးစီးရဲ့မိန့်ကြားချက်ကိုတပည့်တော်မှတ်သားထားပါမယ်ဖေတပည့်တော်သိချင်တာဖေချပေးတဲ့အတွက်ကျေးဇူးပဲတင်ရပါတယ်ဖေ အဲ့စင်ကိုတပည့်တော်ပြန်ကြမှာဗျာ ဟ
တ
ကားကြီးကဦးစင်းကြီးလေးလားဒီနေ့အားလုံးတောက်ရမယ်ကားကြီးကဦးစင်းကြီးလေးလားဟုတ်တယ်ဒီနေ့အားလုံးတောက်ရအောင်ကျင်းရမယ်ကောင်းလုံးတောက်ရမယ်ဘုတော်အချမ်းအာသနာကြီးအမှန်တရားဆိုတာဒေါသတွေအာဃာတတွေရဲ့နာမှာမရှိဘူးဒီကားကြီးဦးစင်းဘွားတစ်လျှောက်လုံးပြုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုအမျှဝေပေးမယ်ဒီလောက်နဲ့ပဲကုသိုလ်တွေကိုလက်ခံပြီးတော့တန်တရားကိုဖြတ်ကူးသွားပါတော့တခါကြီးတန်တရားကိုဖြတ်ကူးသွားပါအမြတပည့်တော်နားလဲပါဗျာအမှန်တရားတချို့အချိန်ရပဲပေါ်ထုတ်သွားပါလိမ့်မယ်ဗျာအချိန်တည်းပြီးဖို့သွားဝင်ပြပါတော့ဗျာသွားဝင်ပြပြီလားငါမိဘတွေသိခဲ့ရသလိုဒီမြေမှာခင်ဗျားတို့အားလုံးပြန်တွေ့ရမယ်ငါအမေနဲ့ဖေကိုတက်ခဲ့ဘယ်တော့မှမရှိလင်ကမားမယ်မားမယ်ခင်ဗျားတို့မိဘတွေကားနဲ့တိုက်ခဲ့တယ်လင်မယားတယောက်ကိုမမိသေးလားတကယ်လည်းပြောရင်ခဏကြီးကိုကြောက်ပဲတက်ခိုင်းခဲ့တာလင်ကထားပါဦးလင်ကထားပါဦးလင်က